ဟုတ်မြင်တဲ့သူတွေကအမှန်တရားကိုသိလျက်နဲ့ဘာလို့မဟုတ်ပါဘူးလို့ပဲထပ်ခါတလေလေပြောနေရတာဒါစိုးသွမ်းမှုတက်တက်ပဲလားဓမ္မမဟုတ်တခြားစိတ်ပညာသဘောတရားတွေရှိနေပြီလားဒီနေ့မှာတော့ဖောက်ပြန်သူတွေဝင်မခံရတဲ့အဓိကအကြောင်းရင်း၃ချက်ကိုပြောပြပေးတော့မှာပါကျွန်တော်လည်းနော်အကားပဲပထမဆုံးတစ်ချက်ကတော့သူတော်ကောင်းပုံရိပ်ကိုမဖြည့်ဆည်းခြင်းလို့ပါဖောက်ပြန်သူအများစုပါပတ်ဝန်းကျင်မှာရောမိသားစုထဲမှာပါလူကောင်းလို့အသက်မှတ်ခံထားရသူဖြစ်တတ်ပါတယ်အမှန်တရားကိုဝန်ခံလိုက်တာနဲ့သူတို့ရဲ့နှစ်ပေါင်းများစွာတိဆောက်ထားတဲ့ဂုဏ်သိက္ခာတွေအကုန်ပြိုလဲသွားမှာကိုသူတို့အယမ်းကြောက်ကြပါတယ်ဒါကြောင့်ကိုလူဆိုးလို့အတိမတ်မပြုတ်ခြင်းပဲအဆုံးထိညီးနေကြတာဖြစ်ပါတယ်ဒုတိယအချက်ကတော့အကျိုးဆက်တွေကိုကြောက်လန့်ခြင်းပါပဲဝန်ခံလိုက်တာနဲ့အိမ်တော်ကြီးပြိုကွဲမယ်ကလေးတွေနဲ့ခွဲရမယ်ပိုင်ဆိုင်မှုတွေဆုံးရှုံးမယ်ဆိုတာကိုသူတို့ကောင်းကောင်းသိပါတယ်သူတို့ဟာအပြင်ကအပျော်ကိုလည်းလိုချင်တယ်လို့အိမ်ကအေးချမ်းမှုကိုလည်းမစွန့်လွတ်နိုင်တဲ့လောဘကြောင့်အမှန်တရားကိုအမှောင်ချထားဖို့ကြိုးစားကြတာပါနောက်ဆုံးတစ်ချက်ကတော့အဆိုးဆုံးဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုပါဝေမခံမဲနဲ့ငင်းဆန်ခြင်းအပြင်ဖောက်ပြန်မှုကိုစုံစမ်းနေတဲ့ဇနီးဒါမှမဟုတ်ခင်မုန်းကိုမင်းကတန်တရားစိတ်များနေတာမင်းစိတ်ခြောက်ခြားနေတာဆိုပြီးတော့ပြန်ပြီးတော့အပြစ်တင်တတ်ကြပါတယ်ဒီအခါမှာတစ်ဖက်လူကကိုတောင်မှမယုံကြည်တော့ပဲဝေခွဲမရဖြစ်သွားအောင်တမင်ရည်ရွယ်ပြီးတော့လှုပ်ဆောင်တာဖြစ်ပါတယ်ညီကိုချုပ်ရရင်သူတို့ဝေမခံတာအမားကိုနောင်နာရလို့မဟုတ်ဘဲနဲ့အမားရဲ့နောက်ဆက်တွဲရလက်တွေကိုမရင်ဆိုင်ရဲလို့တာဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာအမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားရင်းနဲ့ခမရတို့ရဲ့စိတ်ကျမ်းမာရေးကိုအထီးကိုက်မခံပါနဲ့ခမရဟာအိမ်တော်ရေးခက်ခဲတွေတန်တရားတွေနဲ့ရုန်းကန်နေရပြီးတော့လမ်းပြောက်နေရဆိုလို့ရှိရင်တော့ကျွန်တော်စီမှာဘာစင်နဲ့ကိုချင်းယူပြီးတော့အပြေရှာနိုင်ပါတယ်